小声音拍哪里的？垃圾声音有真的啊！用上嘛，ဖြစ်ပါဝတ်တယ်အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးပဲကြိုးတွေ့ပါကျွန်တော်တို့ဒီနေ့လာလုံးမှာလဲဆိုတော့ဒီမိုက်ခွက်ထဲမှာတလိမ့်ဆန်ယုံဆောင်မှာဖြစ်ပါဝတ်တယ်ပြေပြေကျွန်တော်တို့အခုဒီမိုက်ခွက်ထဲမှာ survival mode နဲ့ဒီတလိမ့်ဆန်တွေအကုန်လုံးဖမ်းပြီးတော့ဗောနော်တလိမ့်ဆန်အောင်စောက်မှာဗောနော်အဲ့တော့ like ကြည့်ပေးကြပါဦးကဲငါတို့စပြန်ငါတို့ဘာကောင်းရင်ငါတို့ပစ္စည်းယူမလားပလီယာဘယ်လောက်လုံးမှာလဲပလီယာ2လုံးမှာလားပလီယာ1 2 4လဲဟိုရှိပါယူမှာကိုတက်တာတူတယ်တက်တာတော့မထီနဲ့နော်ငါယူငါလည်းယူငါပစ္စည်းငါယူပြီးအမာဝစ်ကျိုးရပါအကုန်ယူတိုင်းကရှီရောယူလားကျိုးနေပါ ကျိုးနဲ့ဆွဲလို့ရတယ်ဒီကောင်လေးတော့ငါတို့ဟိုကတစ်ပင်ရင်ခုတ်မယ်ငါတို့ဟိုကချန်ဆောက်ရမယ်ဒီချန်တစ်ခုဆောက်ပြီးမှပိတ်မယ်ဟုတ်လို့လေဟိုဝုံငါဒီဝုံကိုဆန်တော့ငါဟိုတစ်ပင်တော့ခုတ်လိုက်မယ်ဆန်တော့ငါပထမဆုံးတကောင်အနေနဲ့ငါတို့ဝက်ကိုစဖမ်းမယ်ဟုတ်ပြီလားဝက်ကိုဖမ်းဖို့ကမတော်ဘူးမတော်ဘူးဘာလို့မလဲဘုံဝင်လို့ငါတော့တကောင်ဖမ်းလာပြီနော်ဟိုကြည့်ပြီဒီမှာတီးအောင်ဟိုကြည့်ဟာမင်းတို့ငါမတီးတော့မယ်သွားပြီပြောလေဟာဟိုရှိရဘာလို့ကောင်ဖမ်းလာတော့ငါတော့တကောင်ဖမ်းလာတယ်ဟာတော့နှမျိုးစရာကြီးအခုဝုံဝန်တကောင်ကိုဖမ်းမှုကျွန်တော်ကြိုးစားနေပြီဟာပဲလူစင်တော့တတိဆန်တစ်ကောင်ဖမ်းပြီးသွားပါပြီဟိုကြည့်ငါတစ်ကောင်ဖမ်းပြီးသွားပြီဒီမှာလာကြည့်မြင်လားဆော်ရပါဟိုကြည့်မြင်လားအဲ့တော့အခုဆိုရင်နှစ်ကောင်ဖမ်းပြီးသွားပြီနောက်ကောင်ထပ်ဖမ်းမယ်လားတော့ဖမ်းမယ်ကိုယ်ကတော့ဖမ်းခဲ့မယ်နော်မင်းတဲ့ရီရမလားအေးထည့်လိုက်မယ်ဘာပဲတော့ဟုတ်ဘာတော့အဲ့ရှိတော့အဲ့လိုအီးဆိုချင်တာပဲတော့တကောင်မိသွားပြီထဲဝိုင်းကမင်းကနာဖမ်းပြီးလိုက်ဟာနှစ်ကောင်မိစနေဇူကီငါတို့နှစ်ကောင်ဖမ်းပြီးသွားပြီနော်ကျွန်တော်တို့တကယ်ချင်းဒီတီထောင်နဲ့တလိဆိုင်အောင်ကြီးရတော့နှစ်ကောင်တော့ဖမ်းပြီးသွားပြီဆိုတော့နှစ်ကောင်မစ်ရှင် complete သွားပါပြီပြီးတော့ဒီမှာဝက်ဘယ်ခေါ်လဲတော့ဝက်လားတော့ဝက်တကောင်ဖမ်းပါတယ်ကျွန်တော်နှစ်ကောင်တော့ဖမ်းပြီးပါပြီဆိုတော့နောက်ဘာကောင်လဲဆက်ဖမ်းမလဲဆိုတာလိုက်ကြည့်ပေးကြပါဦးဟုတ်ရှိဟိုတော့ဝက်တွေကိုကျိုးနဲ့ချီလို့ရတယ်နော်တလို့ဖမ်းကျိုးနဲ့ချီဖမ်းခဲ့လို့ရတယ်ဒီကောင်ရမကြိုက်ဘူးလားဒီမှာတီတောင်အောင်တောင်ချမ်းမှာစိတ်နေရှိတယ်ရောတောင်စိတ်လည်းရှိတယ်ဘယ်လိုလုပ်ဖမ်းကြမှာနောက်စိတ်နေဖမ်းသွားတယ်လည်းခက်ခဲပဲထင်တယ်နော်အရှိကန်မှာအကောင်တွေ့ရဘာကောင်လဲတော့မသိဘူးမိချောင်းတစ်ကောင်တွေ့တယ်ဖမ်းကြမလားမိချောင်းအနေတော့များမှာဘယ်လိုထဲရမှာ
ခဏဒီမှာဟိုဟာရောက်နေလို့ပါလေနေတာပေါ်တဲ့တခုရှိတဲ့ဟာတွေ့တယ်ရောဂိုးဘလော့ရလည်းရှိတယ်ကန်ကောင်းပြီးတွေ့တာအိုး အကောင်လက်ချက်လိုက် ငါကူဒီမှာဟိုဘက်မှာဟိုကောင်လေးတစ်ကောင်တော့ဖမ်းလာခဲ့တယ်ရှေ့စရာလေးကောင်လေးက တမဲ မဟုတ်ငါ့ကိုလိုက်ကြိုက်နေတယ်ဟိုကြောင်လိုမျိုးလေပန်နာလာပါလေရာဂွန်လာအဲ့လိုပုံစံမျိုးမှာခဲအောင်လေ ဟာ ငါများခေါ်လာရနော်အကောင်လေးတစ်ကောင်ဖမ်းမယ်ငါဟိုဘက်ကနေတကူတကဖမ်းလာနော်ထဲဖို့ချန်စီရှိမှရမယ်ဟိုရှိရလုံး ဒီလာရ ဟိုရှိဒီမှာငါဖမ်းလာကောင်လေးဟိုဘက်ကဖမ်းလာဟိုရှိဒီမှာကြည့်ဟိုရှိရေဟိုရှိဒီမှာဘယ်လိုထဲမှာငါလိုက်ကနေငါသေးတော့မယ်ဟာဒီမှာတယောက်တော့ချက်ခတ်ပေးပါအောင်တယောက်တော့ချက်ခတ်ပေးအောင်လို့ငါချက်ခတ်ပေးအောင်ငါသေးတော့မယ်ငါသေးပြီချက်မခိုက်ဘူးလို့ပြောကဲမနေ့ကခင်းရောက်ရှိလာပါပြီဟိုပြုတ်ဒီစကောပြုတ်သွားပြီအော်မင်းတိုင်မကြားတော့ဖာပြဖမ်းလိုက်ပြီနော်တမင်ပြန်ဖမ်းအောင်မယ်ဟိုရှိငါတမင်ဒီထဲထည့်လို့ရတာတိုင်းလာဒီလာရမကြောက်ရရင်လို့ ကြားရီဘာတွေကကွာ तू ကအကြိုက်ခံပြီးဖမ်းမရမှာဟိုလိုကျိုးနေဆွဲလို့မရအကောင်ပြောတဲ့ကောင်တွေပဲကျိုးနေဆွဲလို့ရတယ်အဲ့ဒါတလုံးတော့လုံးနေအိမ်ရဟေးဟဲ့ဘာကြီးကျောက်စင်းကြီးဖမ်းလာတယ်တဲ့လာကြည့်စင်းကြီးကိုကျိုးနေဆွဲလောတယ် ရမင်းစင်ရတိတ်မမိုက်ဘူးငါဟိုဘက်မှာတောရိုင်းစင်နေရှိအစိုးရနဲ့အစင်နဲ့ငါတို့ကိုကြိုက်လောက်တယ်ဒီစင်ကလိမ့်မာတယ် ကြရရ ไม่ได้จุ๊บบูဒီအဲ့နာမှာမပိတ်နေဒီနားမှာပိတ်ဒီနားမှာလာပိတ်ကြဲထားရဝုံတကောင်ငါတို့ရဲ့တော့ဘတွေကိုလာကြိုက်နေတယ်လုံးတော့ငါတို့ဖမ်းထားတော့ဘတွေကုန်သေးသွားပြီအမသေးဝုံသေးသွားရဲ့ရဝုံတော့ဘနဲ့ကောင်နဲ့ချတာတော့ဝုံကြီးသေးဟိုရှိတော့ဖမ်းမလားရှင်းနေတော့ဖမ်းမပမာငါ့ကိုလမ်းပြဟိအဲ့မှာစင်းနေလောင်းနေရှိရနော်ပြုတ်ကြမယ်တတိထားဟုတ်တယ်ဒီစင်းနေဟိုရှိမင်းဖမ်းတာစင်းနေမတူတာအစိုးရနေတော့စင်းရိုင်းနေအော်ဒီကောင်ဖမ်းပေးထားပါငါဘယ်လိုပြတ်မှာတော့ဟာဟိုရှိဒီကောင်တက်ဖို့လမ်းမရှိဘူးလို့ငါတေးတော့ပါဒီကောင်တော့စင်းကြီးကိုကျိုးနေဆွဲကြည့်မယ်ဟဲ့စင်းကြီးကိုကျိုးနေဆွဲလို့ရတယ်ငါတကောင်ဆွဲလာပြီဘယ်တော့ဒီလိုလဲ စင်းကြီးကဖင်လာကြီးနေထဲလို့မရတာဒါကိုဖြိုမရစင်းနေလုတ်ကုန်ပြီလို့စင်းတကောင်ဖမ်းတာဟိုရှိမှန်းစင်းတေးသွားလားမသိတမင်တကောင်ရှာတွေ့ငါတမင်တကောင်ရှာတွေ့ပြီတမင်တကောင်ဟိုဒီလိုဆိုဖမ်းတာတမင်မဟုတ်ဒီတမင်ကလည်းပိုမြန်နေဟာတော်မြန်တဲ့တမင်ဖမ်းအောင်မယ်နေအောင်လားစေအေးအဲ့တမင်စောင်းမြန်တာဖမ်းလို့မရဘူးရောက်ပြန်တော့ရောက်နောက်ချက်တော့ချက်စီးကွာဒီမှာတော့မလဲလို့အရှိမချင်းတင်းနဲ့တိတ်ကလုံးနဲ့ရန်ဖြစ်နေတယ်ကြောက်ရင်လုံးဝအပြင်ရတိုင်းပဲဟေးတိတ်ကလုံးပါချင်းလေးကိုတတ်လိုက်ပါတယ်တဲ့တိတ်ကလုံးချင်နေမှာထဲလို့တော့အကောင်လေးထဲလို့ရသေးတယ်နော်လို့တည်းဖမ်းလို့မရဘူးနော်ရိုင်းမလားဟေးကျတဲ့ကငါ့ကိုကြည့်တယ်ငါ့ကိုကြိုက်လည်းမကြိုက်ဘူးငါဖမ်းရမှာလားသူဖမ်းလို့မရဘူးမင်းကရိုက်ပြီးတော့ခေါ်လာမှရမှာခေါ်လာပြီကွာရိုက်လိုက်ပြီ
မလေးတော်ဖမ်းလိုက်ရပါတယ်လို့ဒီချက်တစ်ကိုအမလီမောလိုက်တယ် ကျွန်တော်တို့အကောင့်တွေဖမ်းလာအခုဆိုရင်တော့အများကြီးရတယ်ချက်တဲ့တကောင်တော့ရနေပြီဆိုစဉ်းစားကြည့်ကျွန်တော်တို့အကောင့်ဖမ်းစကီရ ဒါကတော့ကျွန်တော်သတိဆိုင်တော့လမ်းကြီးခင်းနေတာဖြစ်ပါတယ် ပြောင်းမသေးပါလေ ဟိုမြေကြီးမှာနေတဲ့ကောင်မြေကြီးမှာနေတဲ့ကောင်လေ ဒီမှာမင်းတို့လာခေါ်နေ အေးခေါ်ရင်တော့ ဒီဘောလား ဟျောချင်းနေ တိုင်ပေါ်ရင်စိတ်လုံးဝင်ငါတို့မှာ ဟိုလီသိငယ်ဒီမှာမထားနဲ့လေဒီလောက်ကျွင်းကျင်းကြနေတာ မင်းတောင်ရွယ်ကွာငါတော့ပန်းကွာ အေးချင်းနေဖမ်းခဲ့တယ်မှာကွာခုနချင်းနေမိုက်တဲ့ဟာဟိုကောင်ကတပ်ပလိုက်တယ်ချင်းနေ ဟိုကြီးလာလာအာယိုဟိုကပစိန်ပေးမယ်ကဲဘေးမာတာနေအောင် ဒီမင်းသိခလိုက်ပြန်ရှင်းမဲ့ဟာပဲသိခလိုက်ဒီပေါက်တဲ့ဟိုရှိမင်းလာမင်းထဲငါပိတ်လေထဲမင်းပန်းရွှေပန်းကြီးခိုးယူပြီးလှုပ်ရှားနေတာဟို ဒီစပယ်လာမှာရပါ ငါတော့ရွှေပန်းကြီးပဲလာပဲတဲ့မထဲပဲစား ဒီမောဝင်စောချာနော် အေးမလုံးငါပေါ်ကပါထပ်ပိတ်လိုက်မယ်လေဟိုကြားပါစကြီး မင်းရရ ဟမ် ချာဖက်ပုံမင်းရရတဲ့ဗီဒီယို အကုန်ပါမင်းဖမ်းလာတယ်ရောငါအစားတွေကပါတယ်ဟာဖြစ် အေးရဆိုရင်ငါနောက်တစ်ကောင်တော့ဖက်မယ်ဒီတော့လုံးဝဆောင်းဝန်းကျန်းတဲ့ကောင်တော့ဖမ်းမယ် ဒီကဘာသိလဲအချီအနောက်အမြောက်တောင်ပဲအခုတော့နေအမြောက်ပဲ โอเค ဒီကပဲတွေ့တာပို့တော့နဲ့လီပို့ကောင်း ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒါကတော့အပိုင်းတစ်ဖြစ်ပါတယ်အပိုင်းနှစ်ကိုတော့နောက်နေ့မှာကျွန်တော်ဆက်တင်ပေးပါမယ်ဆိုတော့အားလုံးပဲ see you